နီတီလို့ခေါ်တဲ့အကျဉ်းသားကိုမြင်တွေ့ရမှာပါ။သူမကထောင်ဆောက်ကိုတိုက်ခိုက်လို့တယောက်တည်းတိုက်ပိတ်ခံခဲ့ရပါတယ်။နီတီကဘယ်လိုမျိုးထောင်ဆောက်ခဲ့လဲဆိုတာကိုစကြောင်းပြန်ထားပါတယ်။ဇာလန်ကအထက်ထက်ကျောင်းကနေစပါတယ်။နီတီကဆင်းရဲပြီးကျောင်းတော်နိုင်တဲ့သူပါ။သူမရဲ့အခေဆုံးတငယ်ချင်းကလှပပြီးနာမည်ကြီးတဲ့ဂျန်နီဖာပဲဖြစ်ပါတယ်။နီတီနဲ့ဂျန်နီဖာတို့ကငယ်ငယ်လေးကလေးကခင်ကြပြီးခွင့်မရတဲ့တငယ်ချင်းတွေပါ။သူတို့ကတပည့်ကတယ်လို့ခေါ်တဲ့လက်ဆိုရဲ့ကရာဦးဆိုတဲ့မျိုးလေးမှာနေထိုင်ကြပါတယ်။အမျိုးမှာနမိတ်ဆိုတဲ့ရေတကိုရှိပြီးရေတကိုမှာခြာလက်ဘက်လဲနေတဲ့အပေါက်ရှိကအဲ့ဒီပေါက်ကဘဲကိုရောက်မယ်ဘယ်သူမှမသိကြပါဘူး။တိတ်ပဲပညာရှင်တွေကစုံစမ်းစစ်ဆေးဖို့ဒီမျိုးကိုလာခဲ့ပေမဲ့အခုချိန်ထိအဖြေရှာမရသေးပါဘူး။တနေ့မှာဂျန်နီဖာကနီတီစီကိုရောက်လာပြီးလို့ရှော့တာလို့ခေါ်တဲ့အိန္ဒိယဖွဲ့ရဲ့လိုက်ဖြော်ပေးဘဲကိုတွားကြည့်နေတာကြောင့်အဖော်လိုက်ခဲ့ပြီးဖို့ခေါ်ခဲ့ပါတယ်။ဂျန်နီဖာကခေါင်းဆောင်ဆိုတော့ကဘလောက်ချောကြောင်းနဲ့ဒီညမှာသူတို့စတင်လှုပ်ရှားမှဖြစ်တယ်လို့ပြောနေပါတယ်။အဲဒါကြောင့်နီတီကဒီညသူမရဲ့ကောင်လေးချက်နဲ့တွေ့မဲ့အစီအစဉ်ကိုဖျက်ပြီးဂျန်နီဖာနဲ့လိုက်သွားခဲ့ပါတယ်။ညဘက်မှာဂျန်နီဖာကနီတီကိုလာမခေါ်ခဲ့အထိချက်ကနေဂျီနာမှာစောင့်နေပေးခဲ့ပါတယ်။နီတီနဲ့ဂျန်နီဖာတို့ကစိတ်ချင်းဆက်နေပြီးနီတီရဲ့အိမ်ကိုဂျန်နီဖာပဲချေရောက်မလဲဆိုတာကိုနီတီကပြောနိုင်ပါတယ်။ဒါကချစ်အတွက်ထူဆန်းတော့ပါတယ်။ဂျန်နီဖာကနီတီကိုစာနာစိတ်မရှိဆက်ဆက်နေဖို့ကိုချစ်ကမကြိုက်ပါဘူး။ခဏနေတော့ဂျန်နီဖာနဲ့နီတီတို့ကဖြော်ပြပွဲလုပ်မဲ့ဘီယာဆိုင်လေးကိုရောက်လာပါတယ်။အဲ့မှာသူတို့ကအတန်းပေါ်ခရစ်နဲ့တွေ့ခဲ့ပါတယ်။ခရစ်ကတမျိုးလုံးကလူတိုင်းကိုရောဂျန်နီဖာကိုပါကြိုက်သူပါ။သူတို့ကအိန္ဒိယကနေကြောင်းလာတဲ့အာမက်ကိုလည်းတွေ့ခဲ့ပါတယ်။အဲ့မှာဂျန်နီဖာနဲ့မကြအိတ်တက်တဲ့ရိုမန်ဆိုသူရောက်လာပြီးဂျန်နီဖာကိုရိုက်ပွဲလုပ်တော့ဂျန်နီဖာကရိုမန်ကိုပလစ်ပြီးနီတီကိုခေါ်ကလိုရှွတ်တာဖွဲ့ရဲ့ခေါင်းဆောင်ဆိုရစီသွားခဲ့ပါတယ်။ဂျန်နီဖာကခေါင်းဆောင်ဆိုရနီကိုလာနဲ့မိတ်ဆက်ပြီးအရက်ဝတ်တိုက်ပြရစီလို့ပြောခဲ့ပါတယ်။နောက်ကိုသွားတော့ဂျန်နီဖာကဘလောက်တောင်အပြစ်စစ်တဲ့အကြောင်းနီကိုလာကအဖွဲဝင်တယောက်ကိုအာပါတရပြောနေတာကိုနီတီကကြားခဲ့ပါတယ်။နီကိုလာကလူရှုပ်လူပွဲပဲတီးသွားတဲ့နီတီကဂျန်နီဖာနဲ့ဝေးနေပေးဖို့နီကိုလာကိုပြောခဲ့ပါတယ်။ပြီးတော့နီတီကဂျန်နီဖာကိုတတိပေးပေမဲ့ဂျန်နီဖာကကီးမဆိုင်ခဲ့ပါဘူး။အဖွဲရဲ့ဖြော်ပြပွဲစတော့သူတို့စကားစာပြတ်သွားခဲ့ပါတယ်။ဒါပေမဲ့ဖြော်ပြပွဲလုပ်နေတော့အစာဦးကမီးလောင်လာခဲ့ပါတယ်။လူတွေကရဲကိုတက်တဲ့ထွက်ပြေးကြပေမဲ့တေဂီတာအဖွဲ့ကတော့ဖြုံတော့မဖြုံပါဘူး။ဒီတီကတုံနေရဲ့ဂျန်နီဖာကိုခေါ်ပြီးအိမ်သားရဲ့ဘရေဘောက်ကနေတစ်ဆင့်အပြည့်ထွက်ကဂျန်နီဖာကိုစိတ်ညစ်အောင်လုပ်ပေးခဲ့ပါတယ်။ခဏနေတော့သူတို့စီကနီကိုလာကဆောင်စားကြနဲ့ရောက်လာပြီးဂျန်နီဖာကိုသူနဲ့အတူဝစ်စကီလိုက်သားဖို့ခေါ်တော့ဒီတီတားနေရဲ့ကြားကနေဂျန်နီဖာကလိုက်သွားခဲ့ပါတယ်။နီတီကပြန်ရခက်ပြီးချစ်ကိုဖုန်းကောက်ကအိမ်ပြန်ခဲ့ပါတယ်။အိမ်ပြန်ရောက်တော့နီတီကခုနကအဖြစ်တွေကိုပြန်ပြောင်းပြီးလက်နေတော့ချစ်ကဆေးရေးထားဖို့ပြောခဲ့ပါတယ်။ခဏအကြာတကားပေးတီးတဲ့ကြားလို့နီတီကဆင်ဖွင့်တော့ဘသူကမှမတွေ့ခဲ့ရပါဘူး။ဒါပေမဲ့အပေါ်တက်ပြန်တက်မဲ့အလုံးမှာမိဖို့ကြောင့်ကနေတစ်ချက်ချက်မိသားတွေကိုကြားပြီးရေတစက်ကြနေတဲ့ဘေးစင်ကိုပိတ်ခဲ့ပါတယ်။ဂျန်နီဖာကဒီကုလုံးသွေးပြနေတဲ့ပုံစံနဲ့နီတီရဲ့ရှေ့ပေါ်လာပြီးခက်ထိထိပြုံနေပါတယ်။ပြီးတော့ဂျန်နီဖာကရေခဲတက်တာကိုမွေးနာစားတော့ပြီးကတ်တရလိုအမေတွေအံပါတယ်။ရုပ်ရည်ရဲ့ဂျန်နီဖာကလေယာဉ်ပေါ်ကတ်သွားပြီးနီတီကိုကျင်ကျင်နာနာပွတ်တက်နေပါတယ်။ပြီးတော့ဂျန်နီဖာကနီတီရဲ့လေဘေးကိုကိုက်လိုက်တာနီတီမှာအရာကျန်ခဲ့ပါတယ်။ရေကတဲ့တွေကြတော့ဂျန်နီဖာကထွက်ပြေးခဲ့ပါတယ်။နောက်တနေ့အကြောင်းမှာဘီယာဆိုင်လေးဘယ်လိုပြကြခဲ့တယ်ဆိုတဲ့သတင်းကပြန်ခဲ့ပြီးနီတီကတော့မြင်ခဲ့တာတွေကိုပြန်တွေးနေခဲ့ပါတယ်။ဂျန်နီဖာကပုံမှန်အတိုင်းပဲနိုးလာပြီးမင်းညကဘာဖြစ်ခဲ့မှန်းကိုတခုမှမမှတ်မိတော့ပါဘူး။ကျောင်းစင်တော့နီတီကချစ်ကိုမင်းညကိစ္စတွေပြပြတော့ချစ်ကမယုံခဲ့ပါဘူး။ကျောင်းရဲ့တစ်ဖက်မှာဂျန်နီဖာကခရစ်ရဲ့အခင်ဆုံးပေါ်တာဂျိုနက်စီသွားပြီးနှိမ့်သိပ်ပေးနေခဲ့ပါတယ်။ပြီးတော့ဂျိုနက်ကိုဖျားယောင်းပြီးတော်ရဲလိုက်ဖို့ခေါ်ခဲ့ပါတယ်။သူတို့ကတော်ရဲမှာဖောင်းတိုင်းလုပ်နေကြတော့တရိတ်ဆန်တွေရောက်လာပြီးသူတို့ကိုကြည့်နေကြပါတယ်။ဂျိုနက်ကခလားရပြီးပတ်ဝန်းကျင်ကိုလေးလာနေပေမဲ့ဂျန်နီဖာကဂိမ်းမဆိုင်ပါနဲ့ဆိုပြီးဆက်လုပ်နေခဲ့ပါတယ်။နောက်တော့ဂျန်နီဖာကဂျိုနက်ကိုအသားတွေနှွားပြလိုက်ပါတယ်။ဆရာတယောက်ကဂျိုနက်ရဲ့ဆူဆူဝါးအော်တန်ကိုကြားတော့ခရစ်အတွက်အောင်ခေါ်တာဖြစ်မှာပါလေလို့ထင်ခဲ့ပါတယ်။အဲ့ဒီမှာနီတီကချက်ပြောက်ရင်ရေဒီယိုနားထောင်နေတော့ကြားလိုက်ရတဲ့သတင်းကလိုရှတာအဖွဲ့ကမီးလောင်တဲ့ဖြစ်ရပြီးပါfollower တွေထိုးတက်သွားပြီးလူတွေကိုမီးလောင်မြေရနေခဲ့လို့နိုင်ငံဟီးရိုတွေပါဖြစ်သွားတယ်ဆိုတဲ့အကြောင်းပါအထက်ထက်ကျောင်းဆရာတယောက်ကဂျိုနက်ရဲ့စပက်သက်နေရအလောင်းကိုတော်ထဲမှာရှာတွေ့တော့ရဲတွေကိုချက်ချင်းဖုံးဆက်ခေါ်ခဲ့ပါတယ်ဂျန်နီဖာကတော့အနားမှာရှိတဲ့ရေကန်ထဲမှာအေးဆေးရေကူနေပါတယ်ညရောက်တော့ဂျန်နီဖာကနီတီကိုဖုန်းခေါ်ပြီးသူမကအခုရန်လန်းနေတဲ့အကြောင်းလူတွေကတိမ်မျိုးကြီးပဲမို့မီးလောင်တော့ကတည်သွားတဲ့လူရဲ့အတွက်ဝမ်းမနေနေတင်ကြောင်းပြောခဲ့ပါတယ်ဂျန်နီဖာနဲ့ဖုန်းပြောနေတော့ချစ်ပစီကဖုန်းဝင်လာလို့နီတီကဖုန်းချခဲ့ပါတယ်ချစ်ပကဂျိုနက်သိပြီဆိုတဲ့အကြောင်းတင်ပေးတာပါနောက်ရက်တွေမှာတိမ်မျိုးလုံးကဂျန်နီဖာကလွယ်ပြီးအချိန်တော်အတွင်းမှာလူအများကြီးသိလို့ပူဆွေးနေကြပါတယ်မီးလောင်တဲ့သတင်းကနိုင်ငံသတင်းဖြစ်ခဲ့ပြီးလိုရှတာအဖွဲ့လည်းနာမည်ကြီးတက်ကြီးလာခဲ့ပါတယ်တလကြာမှာဂျန်နီဖာကဖြူဝဲဖြူရောနဲ့အတန်းနဲ့ရောက်လာခဲ့ပါတယ်အတန်းပြီးတော့ကိုလီဆိုတဲ့သူကဂျန်နီဖာကိုတိတ်ဖို့ပြောပေမဲ့ဂျန်နီဖာကညင်ခဲ့ပါတယ်ဒါပေမဲ့ဂျန်နီဖာကစိတ်ပြောင်းပြီးဒီညပဲသူမရဲ့အိမ်ကိုလာခဲ့ဖို့ဖိတ်လိုက်ပါတယ်ပြီးတော့ချစ်ရောက်လာပြီးဂျန်နီဖာကချစ်ကိုစတိုက်ကြော်မှာဆိုလို့နီတီကနံပြခဲ့ပါတယ်။ဒါရောက်တော့နီတီနဲ့ချစ်ပတော့ကပထမဆုံးချိန်ဖောင်းနိုင်ခဲ့ကြပါတယ်။တစ်ဖက်မှာလည်းကိုလင်ကဂျန်နီဖာပေးခဲ့တဲ့လိပ်စာကိုရောက်တော့အိမ်လိုကြီးဖြစ်နေခဲ့ပါတယ်။ကိုလင်ကအိမ်ထဲဝင်သွားတော့ဒုတိယထဲမှာသူ့ကိုကြောက်စရာကောင်းလောက်အောင်ဆိုက်ကြည့်နေတဲ့ဂျန်နီဖာကိုတွေ့ခဲ့ပါတယ်။ပြီးတော့ဂျန်နီဖာကကိုလင်ကိုမြှူဆွဲပါတော့တယ်။ဂျွန်နက်ကိုလောက်ခဲ့သလိုဂျန်နီဖာကကိုလင်ကိုတက်ပြီးအသားစားခဲ့ပါတယ်။တရှင်ထဲမှာပဲနီတီကမျက်နှာချက်တွေ့ထွက်နေရကိုထူးဆန်းဆန်းမြင်လိုက်ပြီးအခန်းရဲ့တခြားတစ်ဖက်မှာဇိုမီနဲ့တူတဲ့ဂျွန်နက်နဲ့ဂျန်နီဖာတို့ကိုတွေ့ခဲ့ပါတယ်။နီတီကကြောက်လိုက်ပြီးအဝေးဝေးကချစ်ပြအိမ်ကနေကားမောင်းထွက်ခဲ့ပါတယ်။ဒါပေမဲ့လမ်းမှာနီတီကဂျန်နီဖာကိုတွေ့တော့ကြောက်လိုက်တဲ့ကြောင်မောင်းပြေးခဲ့ပါတယ်။အိမ်မြေရောက်တော့နီတီကအရန်ကြောက်ပြီးငိုနေခဲ့ပါတယ်။
စိတ်ရင်သွားတော့အိမ်ဖို့အခန်းထဲသွားအိမ်ခန်းထဲမှာဂျန်နီဖာကိုတွေ့ခဲ့ပါတယ်ဂျန်နီဖာကနေဒီကိုဖွားဖွားလေးနံပြီးသူတို့တွေချီလူကြပါတယ်နေဒီကဂျန်နီဖာကိုဆွဲဖက်လိုက်ပြီးဘာတွေဖြစ်နေရလဲလို့မေးတော့ဂျန်နီဖာကအညာတော့ကလုံးရှွတ်တာရဲ့ပင်ကားပေါ်ပါသွားပြီးမှပြပြခဲ့သမျှကိုပြပြခဲ့ပါတယ်ဗင်ကာကတော်လေးမောင်းနေရသေးတော့ဂျန်နီဖာကကြောက်ပြီးသူမကအပြုံးမလုံးဆက်ကြောင်ဘာမှမသိပါဘူးဆိုပြီးပြောခဲ့ပါတယ်ဗင်ကာကတော်လေးမှာရက်ပြီးအဖွဲ့ဝင်တွေကဂျန်နီဖာကိုရေတကွန်နာခေါ်သွားကကြောတော့ပြီးသူတို့အောင်မြင်မှုအစီအရင်လုပ်နေပါတယ်ဒီကိုလာကဂါလာရီရွက်ပြီးဂျန်နီဖာရဲ့ရေဘက်ကိုချွတ်ထက်တဲ့သွားနဲ့ထိုးကတက်ခဲ့ပါတယ်ပြီးတော့နီကိုလာကတက်သိဖျားဖို့အတွက်ထားတော့ကိုရေတကွန်မှာရှိတဲ့ကဝဲရဲအပေါက်တွေထည့်ခဲ့ပါတယ်လက်ရှိအချိန်ကိုပြန်ရောက်လာပါပြီဂျန်နီဖာကနောက်တော့ဘာမှမမှတ်မိပဲမှတ်မိတာဆိုတော့နေဒီရဲ့အိမ်ကိုလမ်းလျှောက်လာတာကိုပဲရှိပါတယ်ဂျန်နီဖာကလူသားစားခြင်းလာပေမဲ့နေဒီကိုချစ်လို့မတတ်ရပဲထွက်ပြေးခဲ့ပါတယ်ခဏကြာအာမန်နဲ့တွေ့ပြီးအာမန်ကိုသက်စားခဲ့ပါတယ်ဂျန်နီဖာကဘိုက်ပြေရင်ကိုဖြောင်းနိုင်ပြီးအနာကျက်လည်းမြန်ပါတယ်ဒါပေမဲ့ဘိုက်စာရင်အရင်အားနေပါတယ်နေဒီကပြဿနာတက်မှာဆိုလို့ဂျန်နီဖာကိုသွားခိုင်းခဲ့ပြီးဂျန်နီဖာကဘရင်းဘောက်ကနေထွက်သွားခဲ့ပါတယ်နောက်တစ်နေ့မှာနေဒီကကွန်လင်ရဲ့အာသူဘကိုတက်ရောက်ခဲ့ပါတယ်ပြီးတော့စာရှိတိုက်မှာပဲလက်စိုးတွေအစီအရင်တွေအကြောင်းလေးလာရင်အချိန်ကုန်နေခဲ့ပါတယ်နေဒီရဲ့တွေ့ရှိချက်အရနာမည်ကြီးဖို့အပြည့်စင်ကိုစနေပြီးအစီရင်လောက်ရကြောင်းဒါပေမဲ့စရိကန်တူကအပြည့်စင်မဟုတ်ရင်အစီရင်လောက်တူကနာမည်ကြီးပေမဲ့စရိကန်လူထဲမှာလက်စိုးဝင်ပြီးအသက်ပြည့်စင်လာကလူသားကိုစားကြောင်စားရတွေပဲဖြစ်ပါတယ်ဒါတွေကိုချစ်ွယ်ပြောကြပေမဲ့ချစ်ကတော့မယုံခဲ့ပါဘူးနေဒီကချစ်ကိုစိုးရည်လို့ကြောက်ကပွဲကိုမသားဖို့ပြောပေမဲ့ချစ်ကလက်မခံတော့နေဒီပါလိုက်တက်ခဲ့ရပါတယ်ကြောက်ကပွဲနေရောက်တော့ချစ်ရဲ့အမေကချစ်ကိုငြိုသိဖျက်ဆီးပေးခဲ့ပါတယ်ပွဲစဉ်ဒီတော့ဘိုက်စာတဲ့ပုံစံပြနေတဲ့ဂျန်နီဖာကိုဖြူဝဲဖြူရနေမြင်တွေ့ရမှာပါနေဒီကကြောက်ကပွဲကိုရင်ရောက်ပြီးချစ်ကိုစောင့်နေပါတယ်ချစ်ကတယောက်တည်းလက်လျှောက်လာနေတော့ဂျန်နီဖာကအနာကလာကနေဒီနဲ့ကိုလင်တို့ဖောက်ပြန်တဲ့အကြောင်းလေးပြောခဲ့ပြီးချစ်ကိုညှို့ဆွဲပါတယ်ကြောက်ကပွဲမှာလုံးရှစ်တော်ဖွဲ့ကပြန်ပေါ်လာခဲ့ပါတယ်ဂျန်နီဖာနဲ့ချစ်တို့ကတစ်ပင်တစ်ပင်နာမှာဖောင်းနိုင်ကျွေးနေကြပြီးဒါကိုစိတ်ရင်းဆက်နေရဲ့နေဒီကတခုခုတော့မှားနေပြီလို့အာရုံခံပြီးလို့အပြင်ပြေးထွက်ပြီးအဲ့နေရာကိုသွားခဲ့ပါတယ်ဂျန်နီဖာကချစ်ကိုဆွပြည့်ရေခွက်နဲ့ခေါ်သွားပြီးနာမည်လို့လုပ်နေတော့ချစ်ကစိတ်ပြောင်းသွားပါတယ်ချစ်စိတ်ပြောင်းသွားတာကိုသိတော့ဂျန်နီဖာကချစ်ကိုရေခွက်နဲ့တွန်းချကတိုက်ခိုက်ဖို့လုပ်ပါတယ်အချိန်မီလေးပဲနေဒီရောက်လာပြီးချစ်ပြီးတော့ခါရောက်နေရမြင်တော့နေဒီကရေခွက်နဲ့ခုံစင်းပြီးဂျန်နီဖာကိုဖယ်ထုတ်ခဲ့ပါတယ်ချစ်ကနေဒီကိုရုပ်သီးဖြန့်စီးပေးပြီးနေဒီကဂျန်နီဖာကိုဖြန့်လိုက်ပါတယ်ဒေါသထွက်သွားတဲ့ဂျန်နီဖာကပါဇက်ထဲကနေအမဲရွေတွေထွက်လာပြီးရေဦးကန်အပေါ်ကိုမြောက်တက်သွားပါတယ်။နေဒီကဂျန်နီဖာကိုဖျောက်ပြပြီးလူတွေအများကြီးတွေကပါချင်းနောက်ကိုပဲဘာလို့လိုက်နေလဲမေးတော့ဂျန်နီဖာကဘာမှပြန်မဖြေခဲ့ပါဘူး။ဂျန်နီဖာကနေဒီရဲ့အနာကလာတော့ချစ်ကဂျန်နီဖာကိုတန်ကြောင်းတဲ့ဘက်ကိုထိုးလိုက်ပါတယ်။ဂျန်နီဖာကနေဒီကိုတစ်ချက်ကြည့်ပြီးတန်ကြောင်းကိုဆွဲတော့ကထွက်သွားခဲ့ပါတယ်။ချစ်လည်းတွေ့ထွက်လုံပြီးနေဒီရဲ့လက်ပေါ်မှာပဲတေဆုံခဲ့ပါတယ်။ဂျန်နီဖာကအိမ်ပြန်ရောက်လာပြီးဖြူပွဲဖြူရောဖြစ်အားနေပြီးအသေးကွက်နေခဲ့ပါတယ်။အဲ့မှာရုတ်တရက်နေဒီရောက်လာပြီးချစ်ကိုတက်လို့ဆိုကဂျန်နီဖာကိုတိုက်ခိုက်ခဲ့ပါတယ်ဂျန်နီဖာကနေဒီရဲ့လေပင်ကိုကိုက်လိုက်ပြီးနေဒီကဂျန်နီဖာရဲ့ဘက်မှာထားတဲ့ချက်စီကချက်လိုက်ပါတယ်ဂျန်နီဖာရဲ့နှဆုံးပါဝါကြောင့်နှစ်ယောက်လုံးလေပေါ်များတက်သွားပြီးနှပန်းလုံးကြပါတယ်နေဒီကဂျန်နီဖာရဲ့လေပင်ကတကယ်ချင်းလေဆက်ကိုဆွဲပြုတ်ပြီးဂျန်နီဖာရဲ့နှလုံးထဲကိုဓာတ်နဲ့ထိုးချလိုက်ပါတယ်အဲ့ဒါကြောင့်ပဲနေဒီကထောင်ချခဲ့ပါတယ်လက်ရှိကာလမှာနေဒီကထောင်ချနေတဲ့ထောင်သားတစ်ယောက်ပါဂျန်နီဖာကြိုက်ထားလို့နေဒီမှာနှဆုံးပါဝါရှိနေပါတယ်နေဒီကနှဆုံးပါဝါကိုတုံးပြီးထောင်ပေါက်ခဲ့ပါတယ်ဒီကိုလာကဂျန်နီဖာကိုတက်ခဲ့တော့ကသုံးတဲ့ဓာတ်ကိုနေဒီကတွေ့ပြီးကောက်ယူလာခဲ့ပါတယ်။ပြီးတော့သစင်းတစ်ယောက်နဲ့လိုးရှွတ်တာရဲ့ပွဲကိုလက်ညှိုးလိုက်ခဲ့ပါတယ်။လိုးရှွတ်တာဖွဲ့ရဲ့ဖြောပြဲပြီးအဲ့ညမှာပဲတစ်ဖွဲလုံးတက်ခံခဲ့ရပါတယ်။နေဒီတက်ခဲ့တယ်ဆိုတာပြောစရာတော့လိုဝယ်မထင်ပါဘူး။နေဒီကဟိုတယ်ကန်လေးရထွက်လာတာကိုပြရေးဇလန်လေးလည်းပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ။